ကျွန်တော်တို့သိခဲ့တဲ့ legend တယောက်ရဲ့ story ကိုသူဆိုခဲ့တဲ့တခြင်းတွေကမပြောခဲ့ဘူးသူဝစ်ခဲ့တဲ့ sneaker တရံကပြောခဲ့ပါတယ်1982ခုနှစ်မှာဒီ Adidas က Olympic အတွက်ဖနက်အားကစားဖနက်တရံကိုထုတ်လုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့သူတို့ကမသိခဲ့ပါဘူးအဲ့ဖနက်လေးကဒီ Olympic ဒီအားကစားကဏ္ဍအတွက်ပဲမဟုတ်ဘဲနဲ့ဒီ music industry ဘက်မှာပါရောက်သွားမယ်ဆိုတော့သူတို့မသိခဲ့ပါဘူးဖနက်လေးရဲ့နာမည်ကတော့ SL72 ပါဒီ SL ကတော့ super light ကိုပြောတာဖြစ်ပါတယ်ဒီ72ကကြတော့ဒီ1982ခုနှစ်ဒီ Germany Munich မှာကျင်းပခဲ့တဲ့ Olympic ပြိုင်ပွဲမှာစပြီး release လုပ်ခဲ့လို့အဲ့ခုနှစ်ကိုပေါင်းပြီးတော့ဒီ SL72 ဆိုပြီးတော့နာမည်ပေးခဲ့တာပဲဖြစ်ပါတယ် stage shape ပေါ်မှာ music industry တွေထဲမှာ Bob Marley က legendary တယောက်ပါပဲဒါပေမဲ့သူကဒီဘောလုံးကွင်းမြက်ခင်းစိမ့်ပေါ်ရောက်သွားတဲ့အချိန်မှာလွတ်လပ်ပျော်ရွှင်ပေါ့ပါတဲ့လူငယ်တယောက် Freeman ဖြစ်ခဲ့ပါတယ်Freedom. That is freedom. ဟုတ်ပါတယ်သူဝစ်ခဲ့တဲ့ဒီ Adidas SL72 ဖက်နက်လေးကမလှပါဘူး luxury လည်းမဆန်ပါဘူး Adidas ကထုတ်ခဲ့တဲ့ running shoe ပုံမှန်တရံလေးပဲဖြစ်ပါတယ် Adidas ကဒီဖက်နက်လေးသူ့ကိုဝစ်ဖို့sponsor မပေးခဲ့ပါဘူးသူတို့ရဲ့ product တွေကိုတုံးဖို့လည်းပတ်စံမပေးခဲ့ပါဘူးဒါမဲ့ဒီ Bob Marley ကသူ့ရဲ့နေ့ရက်တွေမှာဒီကျွန်တော်ဒီဘောလုံးကန်တဲ့ချိန်မှာမဟုတ်တခြားချိန်တွေမှာလည်းဒီ SL72 ဖက်နက်လေးကိုဝစ်ဖို့သူရွေးချယ်ခဲ့ပါတယ်သူ့အတွက်တော့ဒါကပုံမှန်ဒီ running shoe လေးတရံမဟုတ်ခဲ့ပါဘူးသူ့အတွက်တော့ဒီ freedom ပေါ်ချနှင်းထားတဲ့ခံစားချက်မျိုးရစေတဲ့ဒီဖက်နက်လေးတရံလို့ပြောရင်တော့မမှားပါဘူးအားလုံးသိတဲ့အတိုင်းဒီ Bob Marley ကအခုတော့မရှိတော့ဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့ဒီဘယ်လိုပြောပုံရိပ်တွေကကျွန်တော်တို့ဒီ music industry တွေမှာယနေ့ခေတ်တည်တိုင်အောင်ထင်ကျန်နေသေးပါ music industry တခုတည်းမဟုတ်ပါဘူးဒီ Adidas ဖက်နက်လေးမှာလည်းသူ့ရဲ့အငွေ့သက်တွေကထင်ကျန်နေသေးပါတချို့တော့လူတွေအထူးသဖြင့်ကျွန်တော်တို့ဒီ Jamaica လူတွေရဲ့ဒီ reggae music fans တွေအတွက်တော့ဒီ Adidas SL72 ဖက်နက်လေးက Bob Marley shoes လို့သူတို့ကသတ်မှတ်ထားတာပဲဖြစ်ပါတယ်အခုတော့ Adidas ကဒီ Bob Marley အမတ်တရအနေနဲ့ Bob Marley edition products တွေထုတ်တဲ့ထဲမှာဒီ Adidas SL72 colorway လေးနှစ်ရောင်လည်းပါပါတယ်sample လေးလည်းပါတယ်ပြီးရင်နောက်ပိုင်းကျွန်တော်တို့တွေဒီအပြည့်ဓမ္မတွေအကြိုက်ဆုံး Evo SL လေးလည်းပါတယ်ပေါ့နော်လောလောဆယ်နောက်ဆုံး release လုပ်ခဲ့တဲ့ Bob Marley edition နဲ့မှာဖက်နက်က4ရံတော့မှာအဲ့4ရံလုံးက retail ကကျွန်တော်တို့ဒီရောက်ကို9သိန်းခွဲလောက်တော့ရှိတာပေါ့နော်ဒီ Adidas Super Light 72ဖက်နက်လေးက Bob Marley edition ကိုအခုမှထုတ်ခဲ့တာမဟုတ်ပါဘူးအရင်ကလည်းတစ်ခါထုတ်ခဲ့ပါတယ်အရင်ကထုတ်ခဲ့တာတွေတော့အကောင်လုံးဆိုးရောဖြစ်နေပါပြီအခုထုတ်တဲ့ edition လေးကိုတော့မာဂျင်သေးရင်တော့မှာလို့ရနေတာပေါ့နော်ဘိုးရင်တော့ကျတော့ဒီ Adidas SL72ဖက်နက်လေးကိုသူတို့ကဒီအားကစားဖက်နက်အနေနဲ့သုံးခဲ့ကြတာပေါ့နော်ယနေ့ခေတ်မှာတော့ကျွန်တော်တို့တွေဒီအလှစီးဖို့အနေနဲ့ဒီ fashion industry မှာကျွန်တော်တို့ဝတ်လာတာကိုတွေ့ရပါတယ် Adidas ကြောင့်လည်းကျွန်တော်တို့တွေဒီ Bob Marley လို legend တယောက်မမြင်ခဲ့ရဘူးဆိုရင်တော့မှ Bob Marley အငွေသက်တွေရှိနေမှဒီ Bob Marley ဖက်နက်လေးစီးကျင်စီလို့ရနေပါပြီ